စပိန်ဓမ္မတွေဆိုရင်အစင်းကိုတော်တော်ကြိုက်ကြတာပေါ့နော်ဟောယူကနေကျေရောက်ခကျေရောက်ခစားလို့မနေ့စော်ပဲရှိတယ်နေရာပူနေကြရှယ်လို့ဓမ္မဝါကင်းခွေရတော့မေဆုံးခအိုင်နေဆုံးခเอาดิมาจอมกันเอาเป็นHello good morning မဆုံကန်လိုက်ကြောက်ဒီနေ့ကျွန်တော်မစီရကြပြီဖြစ်တဲ့ကျွန်တော်စီတော့ရင်းနဲ့ခီးတွားမှာဖြစ်ပါတယ်လာနီနီနာကျွန်တော်10ကိုတွားမှာဖြစ်ပါတယ်ဒီကနေဆိုရင်တော့22ကီလိုမီတာတော့ဝေးရပါတော့ကဲကျွန်တော်တူတူလိုက်ပါကြည့်ရှုပေးပါအောင်ခင်ဗျာကျွန်တော်ရဲ့စီတော့ရင်းလေးပါ backpack တွေပစ္စည်းတွေပါတယ်ဒီမှာထည့်ထားပါတော့ဒီထဲမှာကျွန်တော်မိုးကားတွေပါမယ်ပြီးတော့အင်ဂျီတစ်စုံအပူပါမှာပေါ့နော်ပြီးတော့ကြည့်တယ်ကဲကျွန်တော်တို့တွားလိုက်ကြအောင်ပါအခုမှ9နာရီခွဲပဲရှိသေးတယ်ဆိုတော့လူတွေအထတွေကြောက်ထင်တယ်လမ်းပေါ်မှာရှင်းနေရတယ်ပုံကြော်သလားကျွန်တော်7မှာရေဝင်ဝယ်လိုက်ပါအောင်ခင်ဗျာအားဖြည့်တွေ့ป้าครับมีคาเฟ่ไหมครับมีลาเต้มีไหมครับลาเต้อันเย็นหวานปกติครับขนาดนี้บูสต์เลยเอาไปก็เนี่ยมันนี่น่าจะร้อนย้อมมาเลยเนี่ยแต่พอปีเต้าชนอเลยมันน่าซอยเป็นสีเดียนี้เอาปูนี่เดียโอเคကျွန်တော်တို့တက်တက်သွားမယ်ဆိုရင်တော့ chain ride ဖြစ်ပါတယ်ညာဘက်ချိုးရင်တော့ doi circuit ပေါ့နော်ဟိုးပုံမှာဆိုရင်တော့ဖျားရှိရပါဖျားတော့ဒီနေ့တော့ကျွန်တော်တော့မလဲတော့ပါဘူးနောက်တစ်ခေါက်မှပဲကျွန်တော်စပိန်နဲ့ပြန်လာခဲ့ပါမယ်ဒီနေ့တော့ကျွန်တော်ဥတီယာ10နေရာကိုတောင်းမှဖြစ်ပါတယ်ကဲကျွန်တော်တို့ဆက်နေမယ်ဗျာလိုင်းရဖြောင်းဖြူးနေရတယ်ကြည့်ပါဦးကဲနောက်ဆုံးတော့ကျွန်တော်တို့ sign board ကိုတွေ့မြင်ရပါပြီခင်ဗျာရိုးတရားလိုရေးထားပါတယ်တလုံးမှမဖတ်တတ်ပါဘူးခင်ဗျာဒါပေမဲ့ဒီနေရာတော့လမ်းခွဲဆိုတော့မှန်ပါတယ်ကဲကျွန်တော်ဆက်သွားမယ်ဗျာကျွန်တော်တို့အဝင်လေးကတော့မြက်ခင်စိမ်းတွေတွေ့ရပါတယ်တော်တော်လေးလှပါတယ်အဲဒီရှိမှဆိုတော့စပိန်တမကျွန်တော်3ယောက်တွေ့ရမှာဖြစ်ပါတယ်ရှယ်လို့ဓမ္မဝါကင်းခွေရတော့မေတ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 ေနောင်ရဲ့အဝေးရောက်သွားရင်မမေ့နဲ့ဒီခါနောက်ဆုံးလာနောင်ရပင်လနာရှမ်းစကားတွေနောက်ဆက်ကြတယ် Helloကဲရှိမှာတော့အတက်ကြီးပါ 8% နဲ့မနှက်ပြန်ရောက်နိုင်မလားညောင်းနိုင်ကဲနောက်ဆုံးတော့ကျွန်တော်ရောက်ရှိလို့လာပါပြီခင်ဗျာစတယ်လမ်းဆိုးပါပြီဗျာကဲဒီကန်ရင်ဖြစ်ပါလေလုံးဝရွာလမ်းရောက်တော့တဲ့အတိုင်းပဲဒါပေမဲ့မင်းကမိုးရွာထားတယ်ဆိုတော့ဒီတော့ရှုပ်နေဘောတယ်
ကဲနောက်ဆိုတော့ရောက်ရှိလို့လာပါပြီခင်ဗျာဒီမှာတော့ဒီရဲ့ဆယ်မှာဆိုတော့ဒီတတားရှိပါတယ်အဲတော့နာမည်ကြီးရဲ့နေရာမှာဒီဆယ်ရဲ့နာမည်ကြီးဆုံးနေရာပေါ့နော်ခုနနေလာတစ်လျှောက်တော့တော်တော်မောပါတယ်အခုတော့ဒီဆယ်ရဲ့ရှုခင်းကိုတွေးလိုက်တော့အမိုးတွေပြေသွားမှာဗျာတော်တော်လာပါတယ်ဒီဟိုလာဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်တော်တော်လေးလာပါတယ်ဗျာ哇，没送卡哦，哦，唔知卡，看嘛有个呢，看嘛有个呢，看嘛有个呢，这要卡，这要卡，材料卡，送卡，你送卡，เอาดิมาจอมกันเป็นคนไต้หวันลูกมาอยู่กันในมีหมอก10 ปีเป็นในเราชีวิตตุลุลันอีกแล้ววันนอตัวแต่แม่กูเราดูเนี่ยป่าวะအသက်ပြီးအစင်းလာပါမယ်อะไรว่าคนใต้ให้ติดตามมันเพราะเป็นคนใต้บางก้อนหัวเป็นคนใต้ของมันแล้วคนใต้ကျွန်တော်ဒီအကိုကြီးနှစ်ယောက်နဲ့တွေ့ပြီးတော့ဒီနာအပေါ်မှာရှိတဲ့ရွာမှာသွားလဲကြည့်ပါတယ်ကျွန်တော်တို့ရှမ်းပြည်နဲ့တိတ်မကွာပါဘူးတော်တော့နေလို့ကောင်းမယ်ပုံပဲဘိုက်ကားတွေလာပါပြီဘိုက်ကားအတန်းနဲ့ဆောင်ကြည့်ပါဟယ်လိုအတန်းမရှိအစင်းစီပါကဲအသက်ရှိပြီးရင်အစင်းပြန်ရှိပါပြီခင်ဗျာဟိုးစပိန်ဓမ္မတွေဆိုရင်အစင်းကိုတော်တော်ကြိုက်ကြတာပေါ့နော်အသက်ဆိုရင်တော့အစင်းဆိုရင်တော့ရှက်ကြိုက်ကျွန်တော်ဒီမှာဆိုရင်တော့တော့လေးတွေခတ်ထားတွေ့ပါလိမ့်မယ်တော့တွေတော့တန်ကြီးတက်ကုန်ပြီခတ်ဆရာမရှိတော့ဒီမှာတွေအတွဲတွေနဲ့လာခတ်ကြတယ်ကြည့်ပုံကတော့တွေကနှစ်ချောင်းစီနေဒီနေရာဆိုတော်တော်လာပါတယ်ရှယ်ပဲဗျာရှယ်ပဲကဲခုဆိုရင်တော့ကျွန်တော်တို့လာလန်းအတိုင်းကျွန်တော်တို့ပြန်มาတော့မယ်ခင်ဗျာကျွန်တော်တို့ဒီနေ့တငင်ချင်း2ယောက်ရခဲ့ပါတယ်နောက်တစ်ပတ်ကျရင်ကျွန်တော်တို့ဒီနီးနားပဲထွက်သွားမလဲဆိုတာကျွန်တော်ရဲ့ဗီဒီယိုကိုလိုက်ပါကြည့်ရှုပေးပါအောင်ခင်ဗျာကျွန်တော်တို့ရဲ့ page ကိုလည်း like and follow လေးလုပ်ပေးပါအောင်ခင်ဗျာကဲ see you next week bye bye